အင်တာဗျူးအောင်မြင်သွားပြီးအဲ့လစ်တယောက်အလုပ်စလုပ်ဖို့ပြင်ဆင်နေတော့မှာပဲဂျက်စီကာကရုတ်တရက်အခန်းထဲဝင်လာပါတယ်အဲ့လစ်ရေးဆွဲထားတဲ့ဒီဇိုင်းပုံစံကိုအပိုင်းပိုင်းဖြစ်အောင်ဆွဲဆုပ်ပစ်လိုက်ရုံမကပဲလုံခြုံရေးတွေကိုခေါ်ပြီးအဲ့လစ်ကိုအပြင်ဆွဲထုတ်ခိုင်းပါတော့တယ်အဲ့လစ်ကအေးဆက်ဆက်လေးတန်းနဲ့ငါအင်တာဗျူးအောင်ပြီးသားဘာခွင့်ရေးနဲ့ငါ့ကိုမောင်းထုတ်မှလဲလို့ပြန်မေးလိုက်တယ်ဂျက်စီကာကငါကဒီအိမ်ရဲ့တခင်မမိုးလို့ပဲဆိုပြီးမောက်မာပြန်ပြောတယ်အဲ့ဒီအချိန်မှာကလေးလေးတယောက်ပြေးလာပြီးဂျက်စီကာအနိုင်ကျင့်တာမခံပဲအဲ့လစ်ကိုကောက်ွယ်ပေးလိုက်တယ်ဒါကိုမြင်တော့ဂျက်စီကာကအဲ့လစ်ရောကလေးကိုပါအဖြစ်ပေးဖို့ပြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲဘင်ဂျမင်အခန်းထဲဝင်လာပြီးဂျက်စီကာဘာလုပ်နေတာလဲလို့မေးလိုက်တယ်ဂျက်စီကာရဲ့ကလေးကဘင်ဂျမင်ကိုဖေဖေလို့ခေါ်ပြီးအဲ့လစ်ကိုစူပေးဖို့ပြောတယ်အဲ့လစ်ကဂျက်စီကာကိုကြည့်ပြီးဒါကလေးရဲ့အဖေရင်ဟုတ်လို့လားတခြားတယောက်နဲ့အစားထိုးထားတာမဟုတ်လားဆိုပြီးမေးခွန်းထုတ်လိုက်တယ်ဂျက်စီကာချက်ချင်းပြသွားတယ်ပြီးတော့အဲ့လစ်ကသူ့ကိုမနာလိုလို့ရှောက်ပြောနေတာပါလို့စင်ကြေပေးတယ်ပြီးတော့အဲ့လစ်ကတွေ့ကြရလူနဲ့ကလေးမွေးထားတာတန်ရှင်းတဲ့မိန်းမမဟုတ်ဘူးလို့ဆက်ပြောပြန်တယ်အဲ့လစ်ကဒေါသထွက်ပြီးဂျက်စီကာကိုပါရိုက်လိုက်တယ်ငါ့ကိုစော်ကားလို့ရတယ်ငါကလေးကိုတော့လာမထိနဲ့လို့ပြောပြီးပြန်ဖို့လှည့်ထွက်လိုက်တယ်ဒါပေမဲ့ဂျက်စီကာရဲ့သမီးကတမင်ချေထိုးခံလိုက်တော့အဲ့လစ်လဲကြမလို့ဖြစ်သွားတယ်ဘင်ဂျမင်ကအလိုလျောက်ပဲအဲ့လစ်ကိုလှမ်းဖမ်းပြီးပွေ့ပတ်ထားလိုက်မိတယ်အဲ့လစ်ကဘင်ကိုကြည့်ပြီးဒီလူတော်တော်ကြီးကောင်းပါလားလို့ဝန်ခံမိပေမဲ့ဂျက်စီကာရဲ့လူဖြစ်နေတာကိုတွေးမိပြီး